ရောင်းမကုန်တဲ့ထီလက်မှတ်15ဆောင်တွဲဝယ်ယူခဲ့တဲ့ထိုင်းမျိုးသမီးဘတ်တန်း90စကူထိုင်းနိုင်ငံဂျုံဖုန်ခရိုင်ပတိယူမြို့နယ်ပတ်ခလောင်ကျေးရွာမှာနေထိုင်တဲ့ထိုင်းမျိုးသမီးတူဟာရောင်းမကုန်တဲ့ထိုင်းထီလက်မှတ်15ဆောင်ဝယ်ယူရာကနေ15ဆောင်လုံးပေါက်ပြီးတော့ဘတ်တန်း90ရရှိခဲ့ကြောင်းသိရပါတယ်အဆိုပါဘတ်တန်း90ကန်လူရှင်မျိုးသမီးဟာအသက်48နှစ်အရွယ်ထိုင်းမျိုးသမီးဖြစ်ပြီးအတိမိတ်ဆွေထီအောင်သူတို့ကရောင်းမကုန်တဲ့ထီလက်မှတ်15ဆောင်တွဲကိုဝယ်ယူဖို့ပြောတဲ့အတွက်ထီရောင်းတဲ့သူလည်းအရင်မရှုံးစေဖို့ဝယ်ယူအားပေးခဲ့ရကသူမဝယ်ယူခဲ့တဲ့ထီလက်မှတ်15ဆောင်လုံးပထမဆုံးပေါက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီထီဖွင့်တဲ့နေ့ကကျမဝယ်ထားတဲ့ထီလက်မှတ်15ဆောင်လုံးပေါက်တယ်လို့ထီရောင်းတဲ့သူကဖုန်းဆက်ပြောပါတယ်အဲ့ဒါနဲ့ပဲထီလက်မှတ်တွေကိုထီပေါက်စင်နဲ့တိုက်ကြည့်တဲ့အခါမှာတကယ်ပေါက်နေတာတွေ့တဲ့အခါကျမအံ့ဩတုန်လို့တောင်းမိပါတယ်လို့ထီပေါက်သူမျိုးသမီးကပြောပါတယ်အဆိုပါကန်တူးရှင်မျိုးသမီးဟာထီတစ်ဆောင်ကိုစုချင်းငွေဘတ်6တန်းနှုန်းနဲ့ထီလက်မှတ်15ဆောင်အတွက်စုချင်းငွေဘတ်တန်း90ရရှိမှာဖြစ်ပါတယ်အဲ့ဒီနေ့ထီဖွင့်တဲ့နေ့ညနေ3နာရီလောက်မှာထီရောင်းတဲ့သူကဒီလက်ကျန်ထီလက်မှတ်အကုန်လုံးကိုသူယူထားဖို့ကလည်းငွေကြေးမလောက်တာကြောင့်အဲ့ဒီထီပေါက်တဲ့အမျိုးသမီးကိုထီလက်မှတ်တွေယူပေးဖို့ပြောခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲသူမကလည်းရောင်းတဲ့သူကိုတနာလို့ထီလက်မှတ်တွေကိုဝယ်ဖို့ဆုံးဖြတ်ခဲ့လို့ဆိုပါတယ်ထီရောင်းတဲ့သူက line application ကနေတဆင့်ထီလက်မှတ်တွေကိုပုံပို့ပေးခဲ့တာဖြစ်ပါတယ်သူမကငွေလွှဲပြီးတဲ့နောက်မှာတော့ထီရောင်းတဲ့သူကမူရင်းထီလက်မှတ်တွေကိုစာရဲကနေတဆင့်ချက်ချင်းပို့ပေးလိုက်တာဖြစ်ပါတယ်စုကြီးဘတ်တန်း90ရခဲ့ပြီမဲ့ပုံမှန်ဘဝဆက်လက်နေထိုင်ပြီးပဇွန်မွေးမြူလုပ်ငန်းကိုပဲဆက်လက်လုပ်ကင်သွားမယ်လို့အဆိုပါထီပေါက်သူထိုင်းမျိုးသမီးကပြောပါတယ်